ဒီเจ้าတို့ကြီးတကယ်ကြီးအစစ်အမှန်ကြီးအကြီးဆိုလို့ရှိရင်တော့တကယ်ပျော်စရာကောင်းမှာပေါ့နော်ဒီပြိုသွားတဲ့နမ်မတော်မန်နူအုတ်เจ้าရဲ့အစာပြန်ရလိုက်တယ်လို့ပဲပေါ့ဟိုဘက်ချမ်းမှာလည်းရှိတယ်လိုက်ပြပဲဒါလည်းအခုအဲ့เจ้าရဲ့ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလေးတွေပြန်တင်မယ်ပေါ့နော်အားလုံးပဲကျွန်တော်ဗီဒီယိုမတင်တာလည်းကြာပါပြီကျွန်တော်ဗီဒီယိုလေးတွေပြန်တင်မှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်မြန်မာနိုင်ငံရဲ့ချောင်းမျိုးတော်ဖြစ်တဲ့အင်းဝမှာဂျင်းနန်းတော်ကြီးလို့ပြောနေကြတဲ့နန်းတော်ကြီးတစ်ခုပေါ်လာတယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းအရာတွေလဲဘာကြောင့်လဲဆိုတဲ့ຢာလေးတွေကြော်နေသူကြည့်ပြီးတော့ကျွန်တော်ထုံးတယ်ရပါဗျာဝေဖန်ရေးသုံးသပ်ရေးပေါ့အဲ့လိုလေးတွေကျွန်တော်တို့ညီကိုတွေမိသားစုတွေကြည်ရင်နဲ့အတူတူဝေဖန်ကြမယ်သုံးသပ်ကြမယ်ပေါ့ Okay let's go ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့ရေနန်းတော်ဆိုလားမသိဟုတ်လားကိုရေနန်းတော်လားဒီအင်းဝအကွေးတွေလည်းတစ်ခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲ့ကြောင့်ပေါ်လာဟုတ်လားငလင်းအဲအကြောင်းပေါ့အဲ့ဒါပေါ်လာတာလက်ရှိတွားပြီးတော့မှလေးလာမှာလေးလာမှာဟုတ်ရဲ့ကွကဲအားလုံးပဲဘဝတုဒ္ဒရအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ဆိုးရအကောင်းနေလို့လည်းပြောလို့ရတယ်ပေါ့နော်ရှင်းလိုက်ကြည့်ပါဦးနော်ကဲဒါကတော့ line မောင်ကလူတွေရောပေါ့နော်အကုန်လုံးအဝေးရလူတွေရောဒါဒီကိုကြီးကပြောတာဒါကြီးလိုက်လို့ကြီးရတာပေါ့နော်ကြီးကံပါလို့အခုဒါကတော့နေကန်ကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးနော်ဒါမျိုးပါဟုတ်ကဲ့ပါခုသွားကြည့်နေပါပြီလို့ရှေ့ဆိုရင်ရောက်တော့မှာပါနော်ဒါလေးစောင့်ကြည့်ပေးကြပါဦးဗျဟုတ်ကဲ့ပါအခုကတော့ရောက်ပါပြီလို့အခုပါကိုရေနန်းတော်ကြီးဖြစ်ပါတယ်ဒါခေါ်ရမယ့်ဟာရွှေရှေးဟောင်းထဲမှာပါရေနန်းတော်ဆိုတော့သူကဘယ်လိုသိရနော်ရေနန်းတော်စာတန်းနေပါရင်မပါသေးဘူးနန်းတော်ဆိုနန်းတော်ဘယ်လိုရေနန်းတော်ဟောရှေးဟောင်းထဲမှာပါတယ်ဒီမှာပါရေနန်းတော်ကြီးပါတဲ့တို့ဒါမတွေ့ရမယ်နော်နေလေးပဲနော်သူကနော်တိမ်လေးပဲနော်အရင်ဟိုအောက်ထဲမှာမြုပ်နေတယ်ဘာကြောင့်လဲဩဒါပေမဲ့တို့ဘယ်လိုလဲရှေးဟောင်းမျိုးတော်ဆိုဘာမှတူးဆွလို့မရလို့လားဘာကြောင့်လဲပေါ့နော်မင်းတိမ်လေးပဲသိလားဘယ်လောက်မှမနဲ့ဘူးနော်ကြံသေးတယ်အောက်ထဲမှာကြံသေးပါသေးရဲ့ဒီဘက်ထိပဲဒီမှာဒီချားလေးတော့တော့တော့ဒီထိပဲဟိုဒီဟုတ်ကဲ့ဒါပေါက်လေးဒီဘက်မှာဟုတ်ဒီကြီးထဲမှာမြုပ်လာတယ်ဟုတ်ပါဒီမှာငလင်ရဲ့ဒီအကြောင်းကြီးကလေအဲ့ဒီနန်းတော်ကြီးရဲ့သူပြောတဲ့နန်းတော်ကြီးရဲ့ပေါင်းစီးရန်သွားတာနော်အဲ့ဖော်မှာလို့အဲ့ဖော်မယ်လို့ပြောတာပဲဒါကြီးဖော်မှာအဲ့ဒါနန်းတော်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာဟောမယ်ဆိုရင်ဒီမှာကြည့်ကြပါဗျာရေနန်းတော်အဆောင်ကြီးပေါ့ဒီမှာဒီဥစ္စာဒါရေနန်းတော်ဒါကြီးလေအဲ့တော်တော်ဖွားမှာနော်ဖွားမှာပဲဒါကျွန်တော်ဒီသက်ခုမှမြင်ဘူးလေရေနန်းတော်အဲ့ကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဘူးဒါခုပေါ်လာတယ်ချီအောင်ပစ္စည်းပါပြန်ရှိမှမသိဘူးနော်အောက်ထဲမှာကြံသေးတယ်ဒီမှာဒါဟွာတွေတိုင်နေမထားတိုင်ဟုတ်တယ်တိုင်ပနတ်အော်ဒီဘက်ပဲလေနေပါဘာလို့ကိုင်းနော်အရှိကြီးပဲရှင်းရမဟုတ်ဘူးဟိုဘက်ထိပဲဟုတ်ပါဒီဟုတ်တယ်ဟိုဘက်ထိဟိုကနေရှင်းရနေပြီဂျုံလေးသွားကြည့်ဒီတောင်းလျှောက်ဒီမှာပြောပြဂျုံလေးကြည့်သွားပြီးကြည့်နေတယ်နော်အဲ့တော့အရင်စိတ်ဝင်စားတယ်ဒီကျွန်တော်ဒီအလုံးထဲမှာနားတော့လေအင်းဝါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရာစုနားထောင်ဆွေတို့ရေဒါကတော့ငလီလုတ်ပြီးတော့မှပေါ်လာလို့နာမည်ကြီးနေတဲ့ရှေ့ဟောင်းကျောင်းတော်ကြီးဒီလိုလေးတော့အဆအဆုံးနေပါလို့ပြအဆဒီရှေ့ဟောင်းစောက်အုံတစ်ခုပေါ့ငလီလုတ်ပြီးတော့မှတိတ်ရကျော်ဂျားရတော်မှပေါ်လာလို့အခုလက်ရှိတူးဖော်ထားတာတော့ဒီနေသားကြီးဖြစ်လာပြီပေါ့ပုံစံကတော့တကယ်ကိုရှေ့ဟောင်းဘီသူကလက်ရာတွေပဲတကယ်ကိုရှေ့ဟောင်းဘီသူကလက်ရာတွေပဲပေါ့နော်လက်ရှိတူးဖော်ထားတဲ့နေရာကတော့ရှေ့ဟောင်းအုတ်ခုံပုံစံမျိုးပေါ့လှေကားအုတ်ခုံပုံစံမျိုးနေရာတူးဖော်ထားတယ်ဟိုဘက်ချမ်းနေမှာလည်းရှိသေးတယ်ပေါ့ခုဒါကတော့နမ်မတော်မင်းတို့အုတ်ကြောင်းနဲ့အေယာဝတီမြစ်ဂျားထဲမှာရှိတာပေါ့နော်အေယာဝတီမြစ်နဲ့ဆိုရင်တော့နှစ်ဖူးတင်နေပဲနမ်မတော်မင်းတို့အုတ်ကြောင်းနဲ့အေယာဝတီမြစ်ရဲ့ဂျားထဲမှာတည်ရှိနေတာပေါ့လက်ရှိတူးဖို့တာတော့ဒီနေသားလေးဖြစ်နေပြီဟိုဘက်ချမ်းနေမှာလည်းလက်ရှိရှိတယ်ပေါ့နော်ဟိုဘက်ချမ်းနေမှာလည်းလက်ရှိတူးဖို့နေတယ်ရှင်းလင်းမှုတွေလုပ်နေတယ်ပေါ့ဒီเจ้าတို့ကြီးတကယ်ကြီးအစစ်အမှန်ကြီးအကြီးဆိုလို့ရှိရင်တော့တကယ်ပျော်စရာကောင်းမှာပေါ့နော်ဒီပြိုသွားတဲ့နမ်မတော်မန်နူအုတ်เจ้าရဲ့အစာပြန်ရလိုက်တယ်လို့ပဲပေါ့ဟိုဘက်ချမ်းမှာလည်းရှိတယ်လိုက်ပြပဲဒါလည်းအခုအဲ့เจ้าရဲ့ဒီဘက်အချမ်းပေါ့ဒီဘက်အချမ်း
တကယ်အုပ်ယိုးကြီးပဲတကယ်အုပ်ယိုးကြီးပဲပေါ့နော်အုပ်ယိုးကြီးပဲဒီဘက်မှာလည်းဒါလှေကားအတက်အဆင်းရှိတယ်လှေကားအတက်အဆင်းလှေကားကုံကြီးပေါ့ဒီဘက်ကလည်းလှေကားအတက်အဆင်းလှေကားကုံကြီးပဲဒါတွေအကုန်လုံးကိုတူးဖို့မယ်ဒါတွေအကုန်လုံးတူးဖို့မယ်လို့ဆုံးဖြတ်တာရွေထားတယ်ပေါ့နော်ဒါသူတို့တူးဖို့လက်ရှိမှာလည်းတူးဖို့နေပြီရှင်းလင်းမှုတွေလည်းလုပ်နေပြီတူးဖို့နေပြီရှင်းလင်းမှုတွေလုပ်နေပြီဒီဘက်ချမ်းကတော့ခုဒါရှင်းလင်းမှုတွေလုပ်နေတာပေါ့နော်ရှင်းလင်းမှုတွေလုပ်ပြီးတော့မှအကုန်လုံးပြန်ဖော်မှာပေါ့ဒီပြင်လုံးဒီကြောလုံးဖော်မှာဒီဘက်ချမ်းနဲ့ဟိုဘက်ချမ်းတွေကတစ်ဆက်တည်းပဲဒီဘက်ချမ်းကြတော့လေဒါလှေကကုံပေါ့နော်လှေကကုံလို့ပြောလို့ရတယ်အတက်စင်းနေရသူရအုပ်ရိုးတွေအုပ်ပုံစံမျိုးတွေရှိနေတာဆိုတော့ဒီဟာကဒီဘက်ချမ်းမှာအရင်ကပေါ်နေတဲ့ဟာကိုသူတို့တွေကအခုနောက်ပိုင်းမှာမရှင်းလင်းတာပေါ့နော်အခုမှရှင်းလင်းတာဒီနေရာကကြတော့အခုဒါရှေ့ဟောင်းသူ့ဤတနာအဖွဲ့တွေလာပြီးတော့မှစစ်ဆေးနေတယ်အခုဝင်ခွင့်မရှိတော့ဘူးရှေ့ဟောင်းသူ့တနာအဖွဲ့တွေကတော့လာပြီးစစ်ဆေးနေတယ်ပေ300ပတ်ဝန်းကျင်လောက်ရှိမယ်ပေ300ပတ်ဝန်းကျင်လောက်ကိုအခုဒီကျိုးတွေတားပြီးတော့မှဝလုံးတန်နေဆိုင်ကျိုးတွေတားပြီးတော့မှဒါပြင်ပလူဝင်လို့မရဘူးဒါရှေ့ဟောင်းသူ့တနာအဖွဲ့ကတော့မှစစ်ဆေးနေပြီပေါ့နော်ပြင်ပလူဝင်ခွင့်မရှိတော့ဘူးပြင်ပလူဝင်ခွင့်မရှိတော့ဒါကနမ်ရော့မယ်နူရဲ့အုတ်ကြောင်းဒီဘက်ချမ်းတစ်ခုလုံးကိုပြိုသွားတာပေါ့နော်မနူရဲ့အုတ်ကြောင်းလာကြည့်တဲ့လူတွေကလည်းအများများတယ်လာကြည့်တဲ့လူတွေလည်းအမြဲတမ်းတစ်ဖွဲနဲ့ရောက်လာတာလူကတော်တော်များတယ်ပေါ့နော်လာကြည့်တဲ့လူလည်းများလာတယ်ရှေးအောင်သူသနာဖွဲ့ကလည်းလာပြီးစစ်ဆေးနေတယ်သူတို့ဒီနေရာတွေကိုသူတို့တတ်မှတ်ပြီးတော့မှဒါအခုကြိုးတားတာပြီပေါ့နော်အထဲကိုဝင်မရှိတော့ပါဘူးဒါရှေးအောင်သူသနာဖွဲ့တွေကတော့ဒါသူတို့စီစဉ်မှာပေါ့နော်ဒါသူတို့တွေလှုပ်ရှားရှိတာလှုပ်မယ်ပြင်ပလူတွေဝင်လို့မရတော့ဘူးတားတာပြီးွားကြီးအဲ့တော့နောက်ပိုင်းပေါ်လာပြီးအကုန်လုံးရုပ်လုံးပေါ်လာပြီဆိုလို့ရှိရင်တော့ဒါအများပြည်သူမြင်တွေ့ရမှာပဲပေါ့နော်အခုလက်ရှိမှာတော့ဒါပိတ်လိုက်ပြီးအခြားသူဝင်လို့မရတော့ဘူးအခြားသူတွေဝင်လို့မရတော့ဘူးသက်ဆိုင်ရာရှေးဟောင်းသူတနာပညာရှင်တွေရှေးဟောင်းသူတနာအဖွဲ့တွေကတော့မှလာပြီးတော့စီးစစ်နေတယ်